ဂျက်ကတ်ကိုမှယောက်ျားမိန်းမဝတ်လို့ရမယ်နှစ်ထပ်ဒီဇိုင်းနဲ့ထွက်မယ်လက်ဝါးစည်းနဲ့ထွက်ပါမယ်အယောင်ဆက်ကဒီလိုနှစ်ယောင်ဆက်လည်းထွက်တယ်လို့ဒီလိုနှစ်ယောင်ဆက်လည်းထွက်တတ်တယ်အားလုံးကတော့လက်ဝါးစည်းတွေကြီးပဲအကုန်လုံးအုပ်ထုတ်ပါမယ်နော်အုပ်ထုတ်ဒီဇိုင်းတော့နည်းနည်းလေးကွဲကောင်းကွဲမယ်ဒါဆိုလဲနှစ်ထပ်ပဲအခုဝတ်ပြထားတာလဲနှစ်ထပ်ပဲနော်နှစ်ထပ်ဖြစ်တဲ့အပြင်ကိုဒီမှာအိတ်ကတ်တစ်ဖက်ထပ်ပါအိတ်ကတ်ပါအောင်မယ်ပြီးတော့အမျိုးသမီးတွေဝတ်ရင်လည်းဒီမှာတင်ပါကတော်တော်ဖုံးတဲ့အထိကိုသွားတယ်ပေါင်ချိန်အားဖြင့်140 150တမှာကောင်းကောင်းဝတ်လို့တော်မယ် site တော်တော်ပြည့်တယ်တော်တော်လေးလဲကြီးတယ်ဘောကခုဝတ်ပြထားတယ်နှစ်ထပ်ဂျက်ကတ်မိုးကဖြစ်ပါတယ်ယောက်ျားဝတ်မိုးကကိုမှအုတ်ထုံနဲ့ထွက်ထားတယ်ကြိုက်ခဲ့တယ်ဆိုဟယ်လိုပေးပါအနည်းဆုံး3တယ်5တယ်စယူလို့ရပါတယ်ရှင်ကာလာအယောင်ကတော့အကုန်အစုံထဲမှာဆိုတော့ကာလာရောင်တော့ရွေးလို့မရပါဘူးရှင် site ကတော်တော်ပြည့်ပြည့်နဲ့သွားပေးထားတယ်ပေါင်ချိန်လည်းတော်တော်ပြည့်ပြည့်နဲ့မှုလို့ကြိုက်ခဲ့တယ်ဆိုဒီနှစ်ထပ်ဂျက်ကတ်မိုးကအမြင်ယူပါဂျက်ကတ်တွေအားလုံးကတစ်ထပ်သေးတွေပဲရောင်းကြတာနော်အခုမိုးကပေးထားတာကနှစ်ထပ်ဂျက်ကတ်နှစ်ထပ်ရေလုံးမိုးကဖြစ်ပါတယ်ကြိုက်ခဲ့ရင်မြင်မြင်ဟယ်လိုပေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်ကဲ